ကဲဘယ်လိုရေတို့တွေရကိုအစေးရေးဖို့အတွက်အခြေခံကြတဲ့အချက်တွေတိလားမသိဘူးလားတိသွားပြီအခြေခံကြတဲ့အချက်တွေကိုတို့တွေနဲ့တေချာကြရနာဆွေးနွေးလိုက်တာတော်တော်များများတော့အဆင်ပြေသွားပါပြီဘယ်လိုပဲအခြေခံကြရပြောတကယ်အခြေခံအကြဆုံးကတော့အခြေခံဝါကြရင်းနှီးပါပဲဘာလဲအခြေခံဝါကြရင်းနှီးအခြေခံဝါကြရင်းနှီးနဲ့ပတ်သက်ပြီးတော့ကလေးတွေကိုတော့ကလည်းတေချာကြရနာမလုပ်ခဲ့ဘူးလားလုပ်ပါအခုလဲထပ်ပြီးတော့လုပ်ပါဦးမယ်အခြေခံဝါကြရင်းနှီးလေးတွေနော်ထပ်ပြီးတော့လုပ်ပါဦးမယ်ဟုတ်ပြီနောက်တော့အခုဆက်ပြီးတော့အဲ့စင်းမှာပုံစံမျိုးမရှိဘူးလားဟုတ်ကဲ့အဲ့စင်းပုံစံမျိုးဆိုတာအခုခေတ်စနစ်တစ်အဲ့စင်းပုံစံနေလဲရှိစနစ်တဲ့မှာ popular ဖြစ်နေတဲ့ essay ပုံစံတွေလည်းရှိစနစ်ဟောင်းတို့က essay ပုံစံတွေလည်းရှိတယ်မရှိဘူးလားရှိပါတယ်ဒါပေမဲ့စနစ်ဟောင်းက essay ပုံစံကစနစ်တဲ့က essay ပုံစံကအခုတော့မေးတာမှာပဲเนาะကဲအဲ့ဒါလေးကိုကဲပြန်ကြည့်ကြအောင်အဲ့ essay ပုံစံလေးပြန်ကြည့်အောင်ကဲဆိုပါဦးဆိုရင် causes and effect essay argumentative essay expository essayအဲ့ဒါစနစ်တစ်မှာ popular ဖြစ်နေတဲ့ essay တွေမဟုတ်လားအဲ့ဒါအပြင်မှာဟိုတုန်းကတို့တွေရေးခဲ့တာရှိသေးတယ်ဆိုတော့ narrative essay ဘာလဲ narrative essay ဆိုတာကဟုတ်တယ်ဇာတ်ကြောင်းပြန်ဖြစ်စဉ်ပြ narrative essay ဆိုတာရှိတယ်နောက်တစ်ခါဆိုရင်ဘာလဲ discussion essay အဲ့ဒါကတရုပ်ဖော် essay တွေပါဘာလဲတရုပ်ဖော် essay နောက်တစ်ခုရှိပါသေးတယ်ဘာလဲဟုတ်ပါတယ် reflective essay ဆိုတာကထင်ဟပ်ချက်ကိုပြသတဲ့ essay တွေပါနောက်တစ်ခုကဘာလဲ imaginative essay ရဆိုရင် imaginative essay စိတ်ကူးရင်ဆန်တဲ့ essay အဲ့လို essay တွေမျိုးမရှိဘူးလားရှိပါတယ်အဲ့ essay အမျိုးမှာတို့ကဆရာတို့ဒီ essay မြည်သည့် essay ပဲရေးရမယ်တို့ဒီတန်းမှာပါတဲ့အချက်တွေနောက်တော့ကစာကူမှာပါတဲ့အချက်တွေနောက်တော့ကညီကုန်းမှာပါတဲ့အချက်တွေဒါတွေဆရာတို့ကဆက်သွားမယ်နော်ပြီးတော့မှ essay တစ်မျိုးစင်းနဲ့ပတ်သက်ပြီးတော့ဥပမာ causes and effect essay ရေးမယ်ဆိုရင်ဘယ်အချက်တွေဘယ်လိုထပ်ပြီးတော့ဘယ်နေရာမှာထည့်ရမယ် argumentative essay တွေဆိုလို့ရှိရင်ဘယ်နေရာမှာဘယ်ချက်တွေကိုထည့်ရမယ်ဆိုတာအသေးစိတ်တစ်ခုချင်းနဲ့ထပ်ပြီးတော့တစ်ခုချင်းစီထပ်ပြီးတော့ဆက်ပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်အားလုံးသဘောပေါက်လားဟဲ့โอเคပါ။ဘာဖြစ် essay တို့မှာပါဝင်တဲ့ introduction လို့ခေါ်တဲ့ဏ္ဍာန်ပိုင်းဆိုရင် introduction ဆိုတဲ့ဏ္ဍာန်ပိုင်းဏ္ဍာန်ပိုင်းမှာ hook လို့ခေါ်တဲ့ခေါင်းစဉ်နဲ့သက်ဆိုင်တဲ့စာဖတ်သူအားဆွဲဆောင်တဲ့စွမ်းရှိသောပထမဦးဆုံးဝါကျနဲ့စတင်ရပါမယ်။ဆိုရင်ဏ္ဍာန်တွင် hook ဟုခေါ်သောစာဖတ်သူအားဆွဲဆောင်တဲ့စွမ်းရှိသောပထမဦးဆုံးဝါကျနဲ့ဟုတ်တယ်အဲ့ဒါ HOK hook လို့ခေါ်တယ်ဗျမင်းတို့ခေါင်းစဉ်လေးရေးလက်ပြီးရောအဲ့ဒီခေါင်းစဉ်ထဲမှာရှိတဲ့စာသားထဲမှာအဓိကကြတဲ့ word ကိုရှာလိုက်ပြီးတော့မှအဲ့ရွာနဲ့ပတ်သက်တဲ့เนาะအဲ့ဒါပတ်သက်တဲ့စာဖတ်သူကိုဆွဲဆောင်နိုင်စွမ်းရှိတဲ့ပထမဦးဆုံးဝါကျနဲ့စတင်ရမယ်နောက်တစ်ခုကဆိုရင်နောက်ခံအကြောင်းအရာဟုတ်တယ်နောက်ခံအကြောင်းအရာ background information ကိုရေးမယ်ပြီးတော့မှစာကူမှာရေးမယ်အကြောင်းအရာတွေအတွက် summary လို့ခေါ်တဲ့အကျဉ်းချုပ်ကိုရေးရဘာကိုရေးရမလဲအကျဉ်းချုပ်ပြီးရင် essay ရဲ့အသက်ဖြစ်တဲ့ thesis statement တစ်ကြောင်းနဲ့နောက်ဆုံးအဆုံးသတ်ရမယ် introduction မှာဒီမှာလဲ အဲ့တော့ introduction မှာတို့ကဘာတွေပါရမလဲလို့ပြောလို့ရှိရင်အချက်၄ချက်ပါပထမတစ်ချက်က hook ဒုတိယချက်က background information တတိယချက်က summary စတုတ္ထချက်က thesis statement အဲ့ဒီမှာအရေးကြီးဆုံးက hook နဲ့ thesis statement ကအရေးကြီးတယ်เนาะအဲ့ဒါလေးသတိထားဟုတ်ပြီလားဆိုရင် body of the essay essay ရဲ့စာပွဲကိုရေးတဲ့ကောင်တို့နေထဲမှာပေါ်ပြခဲ့တဲ့ essay summary ပါအကြောင်းအရာအပိုင်း2ပိုင်း3ပိုင်းsummary မှာအကြောင်းအရာ3ခုပေးလို့ရှိရင် essay ခေါင်းစဉ်တို့ဒီ essay summary ပေါ့ summary ဆိုတာကနေတိုင်းရဲ့ summary မှာ3ပိုင်းပေးမယ်ဆိုလို့ရှိရင်သူကအပိုင်း3ပိုင်းနေရှိတယ်เนาะ2ချက်ပေးရင်2ချက်နေရှိ4ချက်ပေးရင်4ချက်နေရှိ summary မှာအဲ့ summary မှာပါတဲ့အကြောင်းအရာကိုသိလို့ရှင်းလင်းရေးသားရတာပါ point evidence explanation တစ်ချက်ချင်းစီအရင်ရေးသားအဲ့ဒီအချက်တစ်ချက်ချင်းစီအတွက်အထောက်အထားအကူအကားဖြင့်ခိုင်မာအောင်ရှင်းပြရတဲ့စနစ်ကိုအသုံးပြုဖို့ဒီပါရှင်းပြတယ်တော့အဲ့ဒီလေဥပမာလေးကြည့်ရဥပမာ the advantages of modern technology အောက်စီနေပြီးထားတယ် so the advantages of modern technology
အစိတ်တပုတ်ရေးသားပါလို့ပြောပြီးဆိုရင် modern technology ရဲ့ကောင်းကျိုးများအကြောင်းတော့အားသာချက်များအကြောင်းတစ်ချက်သုံးချက်ပြဒီထဲမှာ summary ဖြစ်ပေါ်ပြအဲ့ဒီပေါ်ပြခဲ့ပြီးတာလေးကိုစာဝင်မှာဘယ်လိုရေးမလဲရေးမှုလေးကိုပြောပြတယ်ဒါပေါ်မှာဒီထဲနဲ့ပြီးတော့စာပုံပြီးတော့နော်ဒီနေ့ဒီလိုရတယ် One of the biggest advantages of modern technology is cost efficiency, which is the main goal of modern technology. အဲ့ဒါကအချက်တစ်ချက်ပြောတယ်အဲ့ဒီချက်ကို for example ဒီချက်ကိုပြန်ပြီးရှင်းပြ efficiency ကိုခေါ်တယ်ချက်ကြီးလိုက်သုံးချက်ကိုပြန်ပြီးတော့ရှင်းပြဘောပါလေနော်နောက်ကမလို့နောက်ချက်ရှိရင်နောက်ချက်ချင်းပဲအဲ့ချက်ကိုပြန်ပြီးတော့ရှင်းပြဘောပါလေနော်ချက်သုံးချက်ရှိအဲ့လိုအထောက်ထားနဲ့ပြန်ရှင်းပြတဲ့အပိုင်းကိုဘာလို့ခေါ်လဲဆိုတော့ဘာလို့ခေါ်လဲ efficiency ဘာလို့ခေါ်လဲ efficiency one of the biggest advantages of the modern technology modern technology ရဲ့အကြီးမားဆုံးသောအားသာချက်တွေကတစ်ခုကတော့ cost efficiency ဆိုတာကုန်ကျစရိတ်နည်းတာပေါ့ which is the main goal of modern technology ခင်ဗျဒီပညာတွေရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ကုန်ကျစရိတ်နည်းပါးခြင်းဖြစ်ပါတယ်အဲဒီဆိုတော့ဘာလို့ဆက်မအားဖြင့် without modern technology တော့မပါဘူးဆိုရင် it will be very costly and time consuming ချိန်ကြီးလည်းပုံသွားမယ်ပြီးတော့ဝေပုံကြည့်ကြဇာတ်တွေလည်းဈေးတွေလည်းပုံများလာဥပမာအဖြစ်တူလိုက်တဲ့ဟောက်အိမ်တော်မီးလင်းမှုအတွက်ဆရာတို့ငယ်တုန်းကအိမ်ကိုညဘုံချုပ်သွားလို့မီးထိုးပြီဆိုလို့မှန်အိမ်ငယ်တုန်းကဘယ်လိုသိမှာလဲပြောရင်ဆိုတာဆိုတော့ပြင်ပြီးနော်မှန်ဆိုတာကဒီဟာလေးကိုသုံးဖို့အတွက်မှန်လေးကိုမှန်မရှိတဲ့မှန်တော့လေးကိုထုတ်ရတယ်ထုတ်ပြီးတော့မှနောက်တစ်နေ့ပထမနေ့ကသုံးထားတဲ့ဒီအထဲမှာရှိတဲ့ဘာတွေလဲဆိုတော့ချက်ခိုးတွေပြောင်းပြန်ပြီးတော့ဆေးရတယ်အဲ့ဒါလေးကိုဝတ်သေးတဲ့တိုက်တိုင်းတော့ဖိထားဖိထားပြီးတော့မှဘူးလေးကိုဖွင့်ထဲကိုရင်းနေစီခေါ်တယ်ဒီဇယ်အဖြူကိုရင်းနေစီထည့်ပြီးတော့မှပြန်ပြီးတော့ဒီချာတက်လာပိတ်ရသေးတယ်အဲ့ဒါပိတ်တာပုံစံမကြလို့ရှိရင်ထဲကိုမီးလောင်သွားဆိုလို့ပြီးတော့မှမီးစာလေးကမနေ့ကမီးထုတ်ထားတော့အပေါ်မှာမီးသီးလေးတွေပြာဘူးလေးတွေအဲ့ဒါကိုခြုံပြရတယ်အဲ့ပြီးတော့မှမီးညစ်ပြီးတော့မှပြောင်းလေးတက်လိုက်တော့မှဘာဖြစ်သွားလဲဒင်းသွားအဲ့တော့မီးထုံးဖို့အတွက်ဆရာတို့ခိုးတော့ဆိုလို့ရှိရင်နော် like house အချင်းကြီးအများကြီးပဲဝေကုန်ကြီးစရာတွေအခုခေတ်မီဒီပညာသုံးတဲ့ခါမှာခလုံးလေးတစ်ချက်ကိုဖြတ်နေတယ်ပြောတော့လေရေးပါအဲ့လိုပြောလေအဲ့လိုပဲ factory တက်ပင်ကိုခုတ်တယ်ပေါ်တော့ဆိုတော့အောင်အစိမ်းလေးနဲ့ပုတ်ကဓာတ်နဲ့ပုတ်လိုက်အခုကျတော့ချင်းစောဆိုတာဘာရှိလဲမှတ်ဆက်တယ်ဟောတက်ပင်ကြီးမှာအသာလေးပဲနော်တကယ်ကိုခုတ်ဆိုတော့လည်းအရှက်လွယ်သွားနော်ညံလဲညံသွားခုတ်မီးလို့မင်းဆိုရင်တို့ညနေတပင်းနဲ့ချက်ပဲဆိုရင်လေဆရာတို့ငယ်ငယ်ကတော့ကိုယ်တိုင်ချက်တယ်အခုလည်းမလို့ဟိုကျဘိုင်းကလို့မှာကိုယ်တိုင်တို့စားလို့တော့ snack တွေဘုံတွေလုပ်ကြတဲ့ခါမှာကိုယ်တိုင်လုပ်ကြတယ်ကိုယ်တိုင်ဒီမှုတွေဆိုကြတဲ့ကဘာလို့လဲဆိုတော့တို့ချင်းပေါက်စာလေးရှားရတယ်အဲ့ဒါလေးကိုမီးရင်ဆွဲအောင်လုပ်တယ်ပြီးတော့မှချင်းကြီးနဲ့ထပ်ပြီးတော့မှပြန်ဖို့အဲ့တော့မီးလို့ဆိုပေါ်လို့ဆိုသေးတယ်အဲ့ဒါတို့မီးလေးတို့စနစ်ကြနေရာထားရတယ်ထားပြီးလို့ရှိရင်အဲထဲမှာဗာလေးထားရတယ်ဗာလည်းတို့ချင်းစီလေးနဲ့အဲ့ဒါလားအဆုစတဲ့အဲ့တော့မီးအစစ်စစ်တော့ရဖို့ချက်ပြုတ်ဖို့တော့အခုကျတော့မဟုတ်တော့ဘူးခရိုမင်းလေးကလည်းလက်စီမီပေါ်မှာလာပြီးသားလေမရကြအဲ့ဒီမီးအဲ့လက်စီမီရဲ့ဟိုမီးရအောင်တို့များများကိုသင်္ကနာနည်းနည်းကိုတို့ရလာမလားအဲ့တော့ခင်ဗျနီးပညာတွေရဲ့တိုးတက်မှုတွေကအဲ့လိုဖြစ်ပါတယ် for example ဆိုရင်ဒါလေးကိုရေးပြတာပါ West movie နဲ့ West movie ဆရာတို့ကတော့ရုပ်ရှင်ကြည့်ဖို့တော့ရုပ်ရှင်ဟောရတာလေတန်းစီရတဲ့လေဘာလဲအဲ့ဒါမင်းလေးဆိုရင်မတော်ခင်အလှပါလေးပြည့်စင်ညာလေးတကယ်လည်းဒီလိုပါပဲဆေးရတဲ့ဘာလို့ဒီလေပေါ့ဒီလိုပေါ့စားတယ်လေပေါ့ရုပ်ရှင်ကလည်းဘာပဲပဲတပတ်ကိုတစ်ခါတော့အလောက်တစ်ခါတော့ကြည့်ပါအမှန်ကြီးရဲ့အခုအဲ့ဒီစားတယ်လို့တယ်လီဖုန်းလေးပဲဖုန်းလေးကိုဒါလေးကြည့်လိုက်လို့ထွက်လာဟုတ်လားအားလုံးဘောမနိုင်ဒါကြောင့်လို့ပြန်ကြည့်ပါတော့ပထမဝါကြကရေးသားတင်ပြလို့လည်းအချက်ဖြစ်ပါတယ်ဒီအထိကရေးသားတင်ပြလို့အချက်နောက် for example နဲ့စတဲ့ဒုတိယဝါကြကမိမိတင်ပြလို့ဒီအချက်ကိုကိုခိုင်မအောင်အကိုအကားပြအထောက်အထားပြရှင်းလင်းကြည့်တာချင်း evidence ဖြစ်ပါတယ်ဘောမနော်ဆက်ကြည့်ပါဦးခေါ်ရတဲ့တယ် conclusion ဒီဘုံစတင်ထားတဲ့အဓိကအချက်များကို summary အတိုးချုပ်ပြန်ရေးပါညီရမှာတော့လည်း summary ရေးခဲ့ညီကုန်းမှာလည်းပဲဗာရေးရမယ် summary ရေးရပါလိမ့်မယ်ညီရ summary မှာရေးခဲ့တဲ့အချက်များကိုပြန်ရေးရပြီအချက်နဲ့တူတော့လဲတင်ပြပုံခွာခြားတယ်
ကိုကအချက်3ချက်ရေးမယ်ဒီထဲမှာအချက်3ချက်ရေးခဲ့ရင်ဟောဒီညီကုန်းမှာလည်းအချက်3ချက်ပြန်ရေးတဲ့ခါမှာအချက်လက်တော့တူရမယ်ရေးမှုမတူပါဘူး otherwise ချမ်းနေတဲ့ကိုမကိုတို့ကနေကိုသုံးရင်ဒီမှာမသုံးတယ်ကဖိုင်ရအောင်သုံးတယ်ကိုတို့ကလို့ because ဆိုရဆိုမှာမသုံးတယ် since ကို source ဟုတ်တယ် because ဆိုတော့သုံးလို့မရလိုက်ရပါတယ်ကိုတို့ကဆရာတို့က take place ကိုသုံးမယ်ဆိုရင်အခုကျဘာသုံးရမလဲဆိုတော့တို့က occur သုံးလို့ရတာပေါ့ဟုတ်တယ်နော်အဲ့ဒါမျိုးတွေသုံးတော့နားလည်မတတ်ဘူးလေအဓိကအချက်ကို critical thinking အကဲဖြတ်နိုင်မှုစွမ်းရည်အရာသုံးသက်ချက်ရေးတူပါတယ်သုံးသက်ချက်ရေးထိုအစိမ်းနဲ့ပတ်သက်ပြီးအဖေလျံရေးသားဖို့လိုပါတယ်ဒီဘုံဘာရေးမှမသိတဲ့လူတွေတော့နော်ဖေလျံလေးရေးပါပြီးတော့မှနောက်ဆုံးကြတော့စပတ်လူကိုအတွေးတစ်ခုရနိုင်တဲ့ဝါကြတဲ့အဆုံးသတ်ပါတယ်တာမောင်းပြတော့၄ခုဝါကြလေးရဲ့အဆုံးသတ်ပြီးရေးစီတာပါထပ်ပြီးပါလို့ရှိရင်စပတ်တဲ့လူတွေရှင်နေမှာတစ်ခုကြံနေအဲ့လိုကြည့်ရဲဒါဆိုရင်မတက်ပြည့်စုံတဲ့အစီအစဉ်ဖြစ်ပါမယ်နော်နောက်အချိန်ဒီမှာဆရာဟုတ်စွာပါလေစက်ရှင်းပြပြီနော်ဒီထဲမှာပုံခဲ့တဲ့ဒီတော့မှပတ်မိပြီလားဟုတ်စွာပုံခဲ့တဲ့ background information ကပါမယ်နောက်က summary ဆိုတာပါမယ်နောက်က thesis statement ဆိုတာပါမယ်အဲ့တော့ဟုတ်စွာပါလေစက်ရှင်းပြပြီဘယ်အစီအစဉ်ဘယ်လိုခုပြီးသုံးတတ်ဘယ်လိုခုပြီးသုံးရမလဲဘယ်လို statement sentence ကိုလိုရေးရမယ် background information တွေကဘယ်လိုအစင်းမျိုးစားလိုရေးရမလဲတေချာကျတဲ့တာဆက်ပြောပြမယ်ပါအဲ့တော့ဘောမယ်နော်ဒီပါတေချာပြန်ကြည့်ပါဆက်တော့အစင်းကြီးအစင်းကြီးရေးတဲ့စိတ်ဆိုတာရေးတဲ့စိတ်ပါတို့ကအစင်းအစင်းကြီးအစင်းကြီးရေးဖို့အတွက်နံပါတ်1ရေးချင်တော့အချိန်ကောင်းမကြဘူးဘာလဲအချိန်ကောင်းပါလားတို့တင်လဲတင်ခဲ့ပါတယ်ရေးလဲရေးခဲ့ပါတယ်အခုလည်းထပ်ရေးပါအောင်မယ်နော်ဦးရဲ့ပိုင်းတွေထပ်ရေးတော့မကောင်းလားဟုတ်ပါဘူးဒါလည်းပြန်ရမှာပုံပဲဘယ်လိုအခြေခံဝတ္တတွေပိုင်ပြီဆိုလို့ရှိရင်ဒီချက်တွေနဲ့ပေါင်းစပ်လို့ရှိရင်အရန်ကောင်းတဲ့အစိတ်တွေပါရပြီနော်ဟုတ်ပြီပါ